အားလုံးပဲမင်္ဂလာပါရှင်မောင်လိုက် channel မှာကြိုဆိုပါရစေအခုတာတာမီမီတို့ကိုပြပြပေးမဲ့ပုံမြင်လေးရဲ့နာမည်လေးကတော့ရွှေပေးတဲ့မွေကြီးဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ဟိုးရှိတုန်းကဟီရတာဆိုတဲ့ဗြဟ္မဏပုံနာတစ်ယောက်ရှိတဲ့သူကလည်းလှုပ်ရှားတယ်ဒါပေမဲ့လည်းကအကျိုးမပေးတော့တဲပြီးဆင်းရဲတဲ့ကွယ်တနေ့မှာတော့တနေ့လုံးလေထဲမှာတကုံကုံနဲ့အလုံးလုံးပြီးမောရှိရနဲ့လေကတင်းကတိပင်းကိုဝင်ပြီးတမီလာအိတ်လိုက်ပါအောင်မဲလို့လဲလိုက်တာကိုလဲလိုက်ရုံရှိသေးအနားမှာရှိတဲ့ခြားတောင်မွေကြီးကမိကြီးတစ်ခါတပြင်းကြီးကွာပြီးထွက်လာတာကိုမြင်လိုက်ရတဲ့ကွယ်အဲ့ဒီအခါပုံနာကြီးကတွေးမိလိုက်တဲ့ဧကနဒီမွေကြီးဟာလေဆောင်တဲ့ကြီးဖြစ်မှာပဲလို့သူကတွေးလိုက်မိတဲ့ကွယ်သူ့ကိုငါတခါမှနွားနုတစွန်မုတ်ရွှတစ်ချက်မပူဇော်မိဘူးဒါကြောင့်လည်းငါဆင်းရဲနေတာထင်ပါရဲ့တခါတည်းသွားပြီးနှကြီးကိုပူဇော်ဖို့စီစဉ်မှဖြစ်တော့မယ်လို့တွေးမိတလိုက်တဲ့ကွယ်အဲ့ဒီလိုတွေးပြီးချက်ချင်းပဲလဲနေရကထားပြီးတဲကိုပြန်ကြီးကွက်တစ်ခုတည်းကိုနွားနို့တွေလောင်းထဲပြီးခြားတာမို့စီကိုသွားတာပဲလေကွယ်ရောက်တဲ့အခါမှာတောင်ပိုးချင်ရင်မှာနွားနို့ခက်ကိုချပြီးလေဆောင်တဲ့ကြီးကိုခေါ်တာဖို့ကွယ်အိုးအရှင်လေဆောင်နဲ့မင်းကျွန်တော်တို့အမိုက်မဲမှုလေဆောင်တဲ့ကြီးဒီတောင်ပိုးမှာနေတာကိုတတိမထားမိတာပါအခုမှတတိရလို့နွားနို့ဖြူစင်ပလဲတွင်ကိုခွဲပါလောင်း၍ပူဇော်ပါသည်အရှင်နဲ့မင်းတုံးဆောင်ပါလောလို့ပြောတဲ့ကွယ်အဲ့ဒီလိုပြောပြီးခြေခွက်ကိုထားခဲ့တဲ့ကွယ်နောက်တစ်နေ့မိုးလင်းတော့ခြားတာမှုကိုပုံနာကြီးသွားကြည့်တာပေါ့ကွယ်ကြည့်တော့နွားနို့ခဲထဲမှာနွားနို့မရှိတော့ဘူးတဲ့ဒါပေမဲ့ရွှေမကြီးတောင်ကိုတွေးရတဲ့ကွယ်အဲ့ဒီနေ့ကစားပြီးပုံနာကြီးဟာနေတိုင်းခြံထဲကနွားမကြီးကိုနိုးညစ်ခြေခွက်ကြီးကိုပြောင်းအောင်တိုက်နွားနို့တွေနဲ့လင်းဆောင်တဲ့ကြီးကိုပူဇော်ပါတနေတာပေါ့ကွယ်ရွှေမကြီးတောင်ကိုလည်းတနေ့တစ်တော့ရနေတော့တာပဲတဲ့အဲ့ဒီလိုနဲ့တနေ့ကျတော့ပုံနာကြီးဟာတခြားရွာကိုခရီးထွက်စရာရှိလို့သူ့သားကိုနွားနို့နဲ့လက်ပူဇော်ဖို့တာဝန်ပေးခဲ့တဲ့ကွယ်သားကလည်းအဖေမာတဲ့အတိုင်းညနေကျတော့နွားနို့ဘက်ကိုယူတောင်ပိုးချင်ရင်ကချအိမ်ပြန်တော့တနေ့မိုးလင်းတော့သွားကြည့်တဲ့ကွယ်သွားကြည့်တဲ့အခါမှာရွှေမကြီးတောင်ကိုတွေ့တာပေါ့ကွယ်ဒီတော့သူစဉ်းစားတဲ့ဧကနဒီတောင်မိုးထဲမှာရွှေမကြီးတောင်တွေအများကြီးရှိမှာပဲငွေကိုတက်ရင်ရွှေတွေကိုငါအကုန်ရမှာပဲလို့လောဘထွက်ပြီးစဉ်းစားမိလိုက်တဲ့ကွယ်စဉ်းစားမိတဲ့အတိုင်းပဲနောက်တနေ့ညနေနန်းတို့ဖက်လာချတဲ့အခါပုံနာသားဟာတဲကိုမပြေမဲတောင်ပို့အကွယ်ကနေချောင်းနေတဲ့ငွေကြီးထွက်လာတော့ရုတ်တရက်တင်းပုတ်ကြီးနဲ့ထုလိုက်တဲ့ဒါပေမဲ့ကံကောင်းထားမလို့ငွေကြီးကိုမထိဘူးတဲ့ကွယ်ငွေကြီးလည်းအမြဲချောင်းထလာတာနဲ့ဘေဘင်းကြီးထောင်နေပြီးပေါက်လိုက်တဲ့ကွယ်ပုံနာသားဟာတခါတည်းမြေပေါ်ကိုပုံလဲပြီးတေပွဲဝင်တဲ့ကွယ်အဲ့ဒီအခါဆွေမျိုးသားချင်းတွေလည်းစုဝေးလာရောက်ကြပြီးပုံနာထုံးစံအတိုင်းပုံနာသားအမိုက်ကိုမီးတက်ချိုလိုက်ကြတာပေါ့လေနှစ်ရက်လောက်ကြာတော့ပုံနာကြီးခရီးသွားတာကပြန်လာတဲ့သူ့ရဲ့သားအဖြစ်တဲ့နေ့အကြောင်းကိုကြားတော့ပုံနာကြီးဟာအများကြီးမူဆွေးဒုက္ခရောက်ရတာပေါ့လေဒါပေမဲ့တနေ့ကျတော့ပုံနာကြီးဟာနားနှုတ်ခက်ကြီးကိုယူပြီးခြားတော်မူကလဲစားလက်ကြီးကိုချီကျူးပူဇော်ပြန်တဲ့ပုံနာကြီးကဘလို့ချီကျူးပြီးမွေကြီးဟာရုတ်တရက်ထွက်မလာအတော်ကြာထက်ချီကျူးတော်မှမွေကြီးဟာတွင်းဝါကခေါင်းလေးပြူပြီးပုံနာကြီးကိုစကားဆိုလိုက်တဲ့ဟဲပုံနာမိုက်အသင်ယခုငါထန်လာတာဟာလောဘကတိုက်တွန်းလို့လာတာပဲဒါတီတာကိုတော့သတိမရနိုင်ဘူးယနေ့ကစပြီးအသင်နဲ့ငါဟာမိတ်ဆွေခင်မဟုတ်တော့ဘူးဆိုတော့မှတ်လိုက်ပါတော့အသင်ရဲ့သားဟာငယ်ရွယ်သူမို့ငါကိုတင်းပုံနဲ့ထိုးပြီးတက်ဖို့ရန်ကြံစီတယ်ငါလည်းအမျက်ထွက်လို့ပေါက်တက်လိုက်တဲ့ဒီတော့ငါကတင်းပုတ်ကြီးကိုမိနိုင်ပါမလားအသင်ကသားဆုံးတာကိုမိနိုင်ပါမလား
အဲ့ဒီလိုပြောဆွဆွနဲ့ပဲငွေကြီးကပုံနာကြီးကိုပလဲတလုံးပေးပြီးတွင်းတွဲကိုဝင်သွားရောတဲ့လဝင်ခွင်မှားလိုက်သေးတဲ့ကွယ်ပုံနာကြီးနောက်ကမလာနဲ့တော့လို့မှားလိုက်သေးတဲ့ပုံနာကြီးလည်းဝမ်းနဲ့ပလဲနဲ့မလိမ္မာတဲ့သားမိုက်ကိုချိန်ဆပြီးပြန်သွားရှာတာတဲ့ကွယ်ပုံမြင်လေးရတော့ဒါပါပဲကွယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်